ဒီနေ့ကိုယ့်ရဲ့ညီလေးညီမလေးတွေကိုချစ်ဆွေကြီးပြောမှာကတော့လက်တွေကိုလူတွေတွေ့တဲ့အခါဘာကြောင့်မတတ်ဖဲနဲ့လှုပ်ပြီးနေကြတာလဲတချို့သောသူတွေကလက်တွေကိုတွေ့တဲ့အခါရွှေငွေလောင်းပြီးတော့စုတွေတောင်းပြီးတော့ဘာကြောင့်လှုပ်ပေးကြတာလဲဆိုတဲ့အကြောင်းလေးကိုချစ်ဆွေကြီးဖတ်ခဲ့ဘူးတဲ့စာလေးတွေနဲ့တာရကထုတ်ပြီးတော့ပြောပြမယ်ကွာဟိုတုန်းကချစ်ဆွေကြီးဖတ်ခဲ့တဲ့ကြပြာလေးပါပဲအဲ့ဒါကတော့သူကဘာလဲဆိုလိတ်တောင်းမြစ်တာငားမှာအားကြက်မာတောင်မှန်ပြားမာလဖို့မိခင်တို့ဒါလေးကအဲ့ဒါလိတ်တောင်းမြစ်တာငားမှာအားဆိုတာလိတ်တွေတောင်းတွေကသူတို့ကမြစ်တာနဲ့သူတို့ဥတွေကိုစောင်းရှောက်တယ်သူတို့သားသမီးတွေကိုလည်းမြစ်တာနဲ့ပဲစောင်းရှောက်တယ်မဝစ်ဘူးတဲ့နှုတ်မတိုက်ဘူးဒါကတကြောင်ပေါ့နောက်တစ်ခါကျတော့ငားမှာအားဆိုတာတချို့သောငားတွေပေါ့ငားတိုင်းတော့မဟုတ်ပါဘူးသူတို့ရဲ့သားသမီးတွေကိုသူတို့ကအာကောင်နဲ့စောင်းရှောက်တာလေသူတို့အပြင်ကိုထုတ်လိုက်အန်ဒီရယ်နဲ့ကြုံပြီဆိုရင်အာကောင်နဲ့ပြန်ထည့်လိုက်ဒါတွေဆိုလို့ရှိရင်လည်းတွေ့ဘူးကြမှာပါဒါငားမှာအားပေါ့နောက်တစ်ခါကျတော့ပြားမှာလဖို့ဆိုတာခုနကပြားတွေကသူတို့ရဲ့လဖို့တွေပြိုးတို့ပြားဖို့ရှိမှပြားသေးသေးလေးတွေကရှင်သန်လို့ရတယ်တဲ့ပြားပေါက်လာပြီးရင်ဒီပြားရည်ကိုစူဆောင်းထားတဲ့ပြားရည်ကိုမှသူတို့ကမစားသုံးရဘူးမဆုပ်ယူရဘူးဆိုလို့ရှိရင်အဲ့ဒီပြားလေးတွေကတခါတည်းသေးသွားရတယ်ဒါကြောင့်မလို့ပြားတွေကသူတို့ဘိုးရှိမှရှင်သန်တာဖြစ်တဲ့အတွက်ဒါပြားမှာလဖို့လို့ပြောတာနောက်တစ်ခါကျတော့ကြက်မှာတောင်ပန်ဆိုတာကတော့ကြက်တွေကသူတို့ရဲ့သားသမီးတွေကိုအတောင်ပန်နဲ့စောင့်ရှောက်တာပဲဖြစ်ပါတယ်နောက်တစ်ခါကျတော့မိခင်နို့ဆိုတာမိခင်တွေကသားသမီးတွေကိုလည်းသူတို့ရဲ့နို့နဲ့ပဲစောင့်ရှောက်တာပဲဖြစ်ပါတယ်နို့သားသမီးလေးတွေကိုသူတို့နို့နဲ့စောင့်ရှောက်တယ်ဆိုတာကိုဒါလည်းအလုံးတီးပြီးသားဖြစ်ပါတယ်အဲ့တော့ချစ်သွေးဒီနေ့ပြောချင်တာကတော့ကွာအဲ့တော့ဒေါင်းမှာမြစ်တာလိတ်ထောင်းမြစ်တာဆိုတာကိုပြောချင်တာအဲ့တော့လိတ်ထောင်းမြစ်တာဆိုတာဒေါင်းကတော့ဘယ်လိုစောင့်ရှောက်တယ်လဲဆိုတာကိုချစ်သွေးကြီးနဲ့မရင်းနှီးတော့မသိဘူးအဲ့တော့လိတ်တွေကတော့သူတို့ရဲ့သားသမီးတွေကိုသူတို့ရဲ့မြစ်တာနဲ့စောင့်ရှောက်တယ်ဆိုတာတော့ချစ်စွေးတို့တောသားတွေမို့လို့ဒါတွေကခဏကြားရတယ်လို့တုံလဲဟိုတုန်းကကြုံဘူးတယ်ပေါ့ကွာအဲ့တော့ဘာဖြစ်လို့လဲဆိုတော့လိတ်တွေကဘယ်လောက်တောင်မြစ်တာကြီးမားတယ်လဲဆိုလို့ရှိရင်လေသူတို့ဥဝင်သုံးချင်းဥတယ်တဲ့ပေါက်ဖို့ကတချင်းလူတွေတွေ့ရင်လူတွေစားဖို့ကတချင်းကြောင်တို့ခွေးတို့တောတလိမ့်ဆန်တွေစားဖို့ကတချင်းသုံးချင်းဥတယ်တဲ့ဒါပေမဲ့အဲ့လိုသုံးချင်းဥထားပြီးတော့လိတ်တွေဟာသူတို့အမြဲတမ်းသူကမွေးဘူးမြစ်တာတစ်နေ့ကိုသုံးချိန်ပို့တယ်ရေထဲရောက်ခဲ့ရင်တော့မှပဲခေါင်းလေးဖောလာပြီးတော့လိတ်ဥတွေရှိတဲ့ဘက်ကိုမျက်နှာမူးပြီးတော့သူကမြစ်တာပို့တယ်ပေါ့အဲ့ဒါမျိုးတကယ်လို့လူတွေတလိမ့်ဆန်တွေမတွေ့ခဲ့ဘူးဆိုရင်လည်းသုံးချင်းသလုံးပေါက်ပါတယ်ပေါက်လာတဲ့အခါကျရင်လည်းတခါထပ်ပြီးတော့ထူးဆန်းပြန်တယ်အခြားတတ္တဝါတွေကမိခင်ဆောက်ရှောက်မှုဖခင်ဆောက်ရှောက်မှုတွေကိုခံရပေမဲ့လေကလေးတွေကအဲ့လိုဆောက်ရှောက်မှုမခံရဘူးသူတို့ဝင်းစာကိုသူတို့ရှားစားတယ်အဲ့ကြောင့်မလို့သူတို့ကလည်းပြောမှဆိုရင်လောလောနဲ့သေးမသွားဘူးတဲ့ဘာဖြစ်လို့မိခင်တွေရဲ့မြစ်တာကိုလွှမ်းခြုံထားလို့တဲ့နောက်တစ်ခုတစ်ခါလိတ်တွေကထူးဆန်းတာတစ်ခုရှိပြန်တယ်အဲ့ဒါဘာလဲဆိုတော့လိတ်ဥတွေကိုရတဲ့အခါကျလို့ရှိရင်လူတွေဘလောက်ပဲပြုတ်ရင်တွင်းနဲ့ဘလောက်ပဲပြုတ်ကြက်ဥတို့ဘဲဥတို့ငုံဥတို့လို့ခဲမသွားဘူးတဲ့အရေးကြီးတွေကအရေးကြီးတိုင်းနေပဲတဲ့ဘလောက်ပဲပြုတ်နေအဲ့ဒါဆိုသူတို့ခဲကျင်တယ်ဘယ်လိုလုပ်ရသကောတဲ့ကိုထဲ့ဝိုင်းလိုက်တော့ခါမှဝိုင်းပြီးကမှထဲ့ပြုတ်ခါမှခဲပါတယ်တဲ့နောက်တစ်ခုကတခါထက်ထူးဆန်းတာကလည်းဘာလဲဆိုတော့အဲ့လိတ်တွေသေးသွားတဲ့အခါကျလို့ရှိရင်လိတ်မာကြီးသေးသွားလို့ရှိရင်သူဥထားတဲ့ဥတွေကလည်းမပေါက်တော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မြစ်တာဓာတ်တွေမရတော့လို့တဲ့ဒါကလည်းထူးဆန်းတာပဲလေအဲ့ဒါကြောင့်မလို့လူကြီးတွေကလိတ်တွေကိုတတ်မစားဖို့ကိုဒါကသူတို့တွေကနေပြီးတော့ပြောခဲ့တာနဲ့တူပါတယ်နောက်တစ်ခုကလိတ်ထီးကိုတတ်ချင်တော့အကြောင်းမဟုတ်ဘူးပေါ့လိမ့်မကိုတတ်ခဲ့မယ်ဆိုလို့ရှိရင်သူဥနေတဲ့အချိန်ဆိုလို့ရှိရင်လေသူဥတွေမပေါက်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနှစ်သက်တက်ပြီးသားဖြစ်သွားမှာလေလိမ့်မကြီးကိုလည်းတတ်မိသလိုသူဥထားတဲ့ဥလေးတွေကိုလည်းတတ်မိသလိုဖြစ်မှာဆိုလို့သူ့ရဲ့မြစ်တာကိုအလေးကယူထားတဲ့အနေနဲ့ရောနှစ်သက်မတက်မိမှာဆိုတဲ့အတွက်ကြောင့်ရောဒါလူကြီးတွေကတားခဲ့တာဖြစ်ကြမယ်အဲ့တော့လူကြီးတွေကလည်းကျွန်တော်တို့တွေရဲ့မြန်မာလူမျိုးတွေမှာလည်းတချို့အရာတွေကြတော့6လန့်ချင်းနေနဲ့ပြောမယ်ဆိုရင်တော့တွင်တင်ဆုံးပါတယ်တချို့ကတော့မြောက်ပြီးတော့လည်းတွင်တင်တယ်ပေါ့ဥပမာပေါ့အဲ့တော့သူတို့ကဘာလဲဒီလိတ်တွေကိုမတတ်ဖို့ဆိုရင်လိတ်တွေကိုမင်းတို့ရွှေငွေလောက်ပြီးတော့လွတ်လိုက်ကွာမင်းတို့လိုဟာစုကိုတောင်းပြည့်တယ်ဒီလိုမျိုးပြောခဲ့တာလူတွေအောင်းမဲ့ပြီးတော့လိုဟာစုတွေတောင်းပြီးတော့လွတ်နေကြတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကဘာလဲဆိုတော့6တယ်ဆိုတာဥပမာတစ်ခုပြောမယ်ဆိုရင်ကျွန်တော်တို့လှဲထောက်ကိုနွားကြိုးကြည့်လို့ရှိရင်ကြားကြိုက်တာတို့ဆလောင်းမုံနှစ်ချက်တီးရင်ကြားကြိုက်တာတို့ဆိုလူကြီးတကယ်တော့မလှုပ်စေချင်လို့6ခဲ့တာလှဲထောက်ကိုကြိုးကြည့်တဲ့အခါကျတော့လှဲပြိုသွားမယ်ဆိုလို့ရှိရင်လှဲအုပ်စုံတွေကျိုးသွားနိုင်တယ်လေလှဲအုပ်စုံကျိုးသွားနိုင်တယ်လှဲတန်တွေကျိုးသွားနိုင်တယ်ဒါမျိုးဆိုလို့ရှိရင်ဒါအခက်အခဲဖြစ်နိုင်တာပေါ့ဆလောင်းမုံနှစ်ချက်ကိုတီးရင်လည်းဒါကွဲနိုင်တယ်ဆိုလွယ်နဲ့ပြောမယ်ဆိုရင်ဟဲ့ကောင်တွေမလှုပ်ကြနဲ့လို့ပြောမယ်ဆိုလို့ရှိရင်နားမထောင်ပါဆိုလို့ဒါ6လန့်ခဲ့တာပေါ့ကြားကြိုက်တယ်ဆိုတာလူတွေကအဲ့ဒါတွေကနေပြီးတော့ကျွန်တော်တို့တွေအမှောင်ပိတ်ခံရတယ်လို့ဖြစ်ပြီးတော့လူတွေမှာအယူအဆွဲတွေအဖြစ်ကြမ်းခဲကြတာတွေဖြစ်တယ်ဒါတွေကအယူဆွဲမှုအယူသီးမှုတွေကြောင့်ပဲဖြစ်နေတာအဲ့ကြောင့်လူကြီးတွေကလည်းခုနကတော့အကြောင်းကျိုးကိုရှင်းလင်းပြီးတော့ဆုံးမခဲ့မယ်ဆိုရင်တဘောပေါအောင်ပြောခဲ့မယ်ဆိုရင်ဒီလိတ်တွေကိုရွှေငွေလောင်းပြီးတော့လှို့ဆိုတာတကယ်တော့ကုသိုလ်မရဘူးလားဆိုတော့ကုသိုလ်တော့ရပါတယ်ဒီကောကစုကိုတောင်းဖို့စုတောင်းပြည့်ဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့
ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တလိษံဆိုတာအဟိတ်တလိษံလို့ခေါ်ပါတယ်သူ့မှာအသိစိတ်လူလိုအသိစိတ်မရှိပါဘူးအသိဉာဏ်ပညာမရှိလို့အဲ့တော့လူမာတော်မှပဲဒွိဟိတ်ပုဂ္ဂိုလ်နဲ့တိဟိတ်ပုဂ္ဂိုလ်ဆိုတာနှစ်မျိုးရှိပါတယ်အဲ့တော့ဒွိဟိတ်ပုဂ္ဂိုလ်ဆိုတာကြတော့ကျွန်တော်တို့ဒီဘဝမှာမတ်ဖို့မရနိုင်တဲ့ပုဂ္ဂိုလ်ပေါ့တိဟိတ်ပုဂ္ဂိုလ်ကတော့ဒီဘဝမှာမတ်ဖို့ရနိုင်တဲ့ပုဂ္ဂိုလ်ပေါ့အဲ့လိုပုဂ္ဂိုလ်ရင်းတော်မှပဲပြန်အသိဉာဏ်ပြန်ရှင်အမတန်ကွာဟနေတာကိုတလိษံကြီးကိုရွှေငွေလောက်ပြီးတော့ဆူတောင်းမယ်ပြည့်မယ်ဆိုတာတော့လုံးဝမဖြစ်နိုင်ပါဘူးအဲ့နောက်တစ်ခုကတော့ဒီတာရကလေးတစ်ခုလည်းရှိသေးတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ဟိုတော့ဘိုးတော်ဦးဝိုင်းရအမတ်ကြီးဥပေါ်ဦးဟဲ့ပေါ်ဦးတဲ့နင်းတဲ့မိုက်တဲ့အမတ်ရှိသေးလားလို့လောကမှာနင်းတဲ့မိုက်တဲ့လူရှိသေးလားလို့ဒီလိုမေးတဲ့အခါကျအမတ်ကြီးဥပေါ်ဦးကလည်းသူကရဲရွှင်ပွဲနဲ့မှန်လားပါရှိပါတယ်မင်းကြီးတဲ့ဟဲ့ဘသူလဲတဲ့ဟိုလက်ကြီးကိုရွှေရငွေရလောင်းပြီးတော့လွတ်လိုက်တဲ့စူလအမတ်ပါဖះလို့ဒီလိုမျိုးပြောလိုက်တယ်အဲ့ဒါကလည်းဟိုတော့ကအမတ်ကြီးတယောက်ဟာစူလဆိုတဲ့အမတ်ကြီးကသူလက်ကြီးတစ်ကောင်ရတယ်ရလဲရအောင်လက်ကြီးကသူ့ကိုပြောတယ်ငါ့ကိုမင်းလွတ်ပေးမယ်ဆိုလို့ရှိရင်မင်းရွှေငွေတွေရမယ်ငါ့ကိုချက်စားမယ်ဆိုရင်တော့မင်းတို့သမီးသားသူတနက်ပဲစားရမယ်ပေါ့အဲ့တော့ငါ့ကိုရွှေငွေလောင်းပြီးတော့လွတ်ပေးမယ်ဆိုလို့ရှိရင်တော့မင်းငါဟုတ်ပင်လေကျမ်းပြင်မှာရှိတဲ့ကြောက်တံပဒံများတွေကိုမင်းကိုငါယူပေးလို့ရတယ်လို့လက်ကြီးကပြောတဲ့အခါလဲကြာအောင်စူလကတခါတည်းလက်ကြီးကိုရွှေငွေလောင်းပြီးတော့လွတ်ပေးလိုက်တာတနေ့လာလုံးနဲ့စူလစောင့်တာနေတဲ့သေးတာဝါတဲ့လက်ကြီးကပြန်မလာတော့ဘူးတဲ့ဒါကြောင့်မလို့ကျွန်တော်တို့စကားပုံလေးတစ်ခုကြားဘူးမှာပါမင်းတို့ကိုလွတ်လိုက်ရတာလေကွာစူလလိတ်ရေတဲ့လွတ်လိုက်ရတယ်လို့ပဲပြန်ကိုမလာတော့ဘူးဆိုတဲ့စကားပုံလေးလေအဲကြောင့်မလို့ဒီဓာတ်တွေကိုယူပြီးတော့လေလူတွေကရွှေငွေလောင်းနေတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ရှစ်လူကြီးတွေကလည်းခုနကပြောနေကပေါ့လေစုံမခဲ့တာကလည်းလွဲခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့တချို့လူတွေကလက်တွေကိုရွှေငွေလောင်းပြီးတော့လူဟာစုတွေတောင်းနေကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအကြောင်းလေးတွေကိုခေါင်းလေးကချစ်စွေကြီးလက်တကောင်ရတာလို့သတိရပြီးတော့ပြောကျင်လို့လာပြီးတော့ပြောတာပါဘုသူတတိုးပွားကြပါစေကွာအားလုံးကိုကျေးဇူးတင်ပါတယ်နော်